တံသဗ္ဗဒောကအဝိသောအဘိဓုကိုရောက်ပါစေခြင်းသုမအတ္တမဒုတိယတတိယတတိယမကျေဘုရားကြောင့်အောင်ဘုရားယရဏတရားရဏအန္တယရဏယရဏမြတ်သုံးပါးပေါင်းတို့ကိုအယောအတိအလေးအမြတ်လက်ဆုံးတော်ရဲ့จิตโคกุศลบุญยมมังชะသောပါတိရှင်ဘုရားတော်ရသောအကျိုးအားကြောင့်ဒေလေးပါကဆုံးပါဗာတိရှင်ပါရတုမျိုး၅ပါးဝိပါတိတရား၄ပါးယသနာတရား၅ပါးတို့မှာအာဂတိကျလို့ကျင့်ကြည်၍ဘဂတရားဘုဒ္ဓရာဒိဋ္ဌံသံသာရတော်မြတ်ကိုဘာသာလို့ရှင်ဘုရားအတိတိတတ္တတိဝ